တွေ့လား True Money ရှိုံနဲ့အကုန်အစုံလှုပ်လို့ရနေပြီအခုဆိုရင်လဲ Time Visa အမျိုးစုံနဲ့ True Money account ဖွင့်လို့ရနေပြီလေအကယ်၍မြန်မာပြည်ကိုငွေလွှဲပြီးငွေပြန်ထုတ်မဲ့အခါမှာဆိုရင်လဲပူစရာမလိုပါဘူးဘာဖြစ်လဲဆိုတော့မြန်မာပြည်မှာအခုဆိုရင် True Money agent က4000ကျော်အောင်ရှိနေပြီနော်Center site လည်းအခမဲ့ဖြစ်တယ်လို့မြန်မာပြည်က receiver လည်းဝင်လွှတ်ထုတ်ဝန်ဆောင်ကပေးဖို့မလို့အခမဲ့ဖြစ်ပါတယ်။ True Money agent ကနေတစ်စဲမထုတ်ချင်လည်းမြန်မာပြည်ကလူရဲ့ AirPay wallet account ထဲကိုငွေလွှဲပေးလိုက်လို့ရတယ်နော်။ငွေလွှဲလက်ခံလည်း e-money အပြင်အခမဲ့ငွေလွှဲလက်ခံနိုင်ပါတယ်။ဒါပေမဲ့ငွေလွှဲလက်ခံမဲ့သူရဲ့ဖုန်းနံပါတ်က AirPay account ဖွင့်ထားတဲ့ဖုန်းနံပါတ်ဖြစ်ရမယ်နော်။ True Money အကြောင်း AirPay အကြောင်းဘာတွေချက်သိချင်သေးလဲ။သိချင်တဲ့ဟာရှိတဲ့ဆိုရင် comment မှာရေးထည့်ပေးပါ